အလုံးမင်္ဂလာပါမင်္ဂလာပေါက်တဲ့ပြည့်စုံနိုင်ကြပါစေ2026ရက်စတုရအချိန်အတွက်အကောင်းဆုံးလို့ဖြစ်မယ်ဆိုတဲ့ခဏလေးကိုကျွန်တော်ရွေးချယ်ပြီးတင်ပြပေးပါမယ်ကျွန်တော်တကယ်ချင်းဝါနာရှင်တကယ်ချင်းမိတ်ဆွေအားလုံးကံကောင်းကြပါစေကံကောင်းနိုင်အောင်လဲကျွန်တော်မိတ်ဆွေကံကောင်းနိုင်အောင်လဲကျွန်တော်ကြိုးစားရှာဖွေတင်ပြပေးပါမယ်ကျွန်တော်တကယ်ချင်းဝါသနာတူမိတ်ဆွေတကယ်ချင်းအားလုံးကျွန်တော်ဒီပို့လေးကို like share လုပ်ပေးကြပါကျွန်တော် YouTube မှာလည်းတင်ပေးပါတယ် YouTube မှာတင်ပေးတဲ့ဖရက်တွေကတော့ YouTube မှာပေါက်ကောင်းပေါက်နိုင်ကြပါလိမ့်မယ်ကျွန်တော်တို့ Facebook မှာကျွန်တော်တင်ပေးတာကတော့ဒီကိုအကောင့်နဲ့ပါ YouTube မှာတင်ပေးတာကျွန်တော်တခြားအကောင့်နဲ့ YouTube မှာတင်ပေးတာကအကောင့်တစ်ခုရှိပါတယ်ဒီ Facebook မှာတော့ကျွန်တော်ဝါသနာရှင်ချဲဝါသနာရှင်ဆိုတဲ့အကောင့်ကလေးနဲ့တင်ပေးခြင်းတာဖြစ်ပါတယ်ခု2026ရက်စရုပ်စာချိန်မှာကျွန်တော်အကောင်းဆုံးလို့ယူဆမဲ့ခဏလေးတင်ပြပေးပါမယ်ကျွန်တော်တကယ်ရှင်းနေအားလုံးဝေဖန်နိုင်ပါတယ်ကျွန်တော်ပို့လေးကိုအကြံပြုနိုင်ပါတယ် comment မှာလာရောက်ဝေဖန်ကြံပြုနိုင်ပါတယ်ချဲဆိုတာဆရာတော့မရှိပါဘူးကျွန်တော် YouTube မှာလည်းတင်ပေးထားပါတယ် YouTube မှာလည်းအကောင့်တစ်ခုနဲ့တင်ပေးထားပါတယ် Facebook မှာလည်းကိုချဲဝါသနာရှင်အကောင့်နဲ့တင်ပေးထားပါတယ်2026ရက်တတိယအချိန်မှာလည်းကျွန်တော်356 OD ဖြစ်ထိုးလိုက်ပါတယ်356 8000ဖို့ကျွန်တော်တို့ဖြစ်ခဲ့ပါတယ်ဘုတ်တော့ပေါက်ခဲ့ပါတယ်ပထမယူဆချက်ကကျွန်တော်6ပါလို့6ရဲ့နှက်ခတ်9နောက်နှလုံးပေါင်း9 5ထိပ်နောက်ပေါင်း9နဲ့9 6 3လို့ယူဆခဲ့ပါတယ်ပထမယူဆချက်အတိုင်းထိုးခဲ့တဲ့ကျွန်တော်တကယ်ချင်းဝါသနာရှင်တယောက်စာ2ယောက်စာမြေမှာတော့ကျွန်တော်တကယ်ချင်းနေပထမယူဆချက်တိုင်းလိုက်ထိုးတဲ့2ယောက်3ယောက်လေးကတော့ပေါက်သွားခဲ့ကြပါတယ်ကျွန်တော်ကိုယ်တိုင်လဲကလေးပေါက်ပေါ့ဗျာ2000ဘူး3000ဘူးပေါက်ခဲ့တယ်2000ဘူး3000ဘူးပေါက်နေကျွန်တော်တို့ကအလကားပါပဲအော်ဒီဖြစ်မှာပါကျွန်တော်အော်လိုက်တာက356ပါ356အော်ရခြင်းအကြောင်းရင်းကကျွန်တော်အကူလိုဖြစ်တဲ့အကူလိုလည်းဖြစ်တဲ့တငယ်ချင်းလိုလည်းဖြစ်တဲ့အကူတယောက်ကအကြီးမေဂနန်ကို36အခွနဲ့ပြောင်းတယ်36အခွနဲ့ထိုးပေါ့မေဂနန်ထွက်ခဲ့ရင်လဲ36အခွနဲ့ဖြစ်နိုင်တယ်ဒီပွဲမှာသူက36အခွကြိုက်တယ်ပေါ့အဲဒီမှာကျွန်တော်356ဆိုပြီးပြောင်းတယ်လိုက်ပါတယ်ကျွန်တော်တငယ်ချင်းလည်းဖြစ်တယ်ဝါသနာတူတငယ်ချင်းလည်းဖြစ်ညီကူလိုလည်းခင်ရတဲ့ကျွန်တော်တငယ်ချင်းတယောက်ကလည်း3ထိပ်လို့လာခဲ့ရင်6ပိတ်လို့လာခဲ့ရင်3ထိပ်နဲ့36အခွလေးထွက်ပါလိမ့်မယ်36အခွလေးကြိုက်တယ်ကွာသူကလည်းချဲသူကမိုက်တယ်ခင်ဗျနွားတော်ရောင်းထိုးတဲ့လူပါသူ့ကိုလည်းကျွန်တော်လေးစားပါတယ်အပြစ်တင်ညမဟုတ်ပါဘူးသူ့ကိုလည်းပေါက်စေချင်ပါတယ်ကျွန်တော်တငယ်ချင်းလိုလည်းဖြစ်တယ်ညီကူလိုလည်းခင်နေရတဲ့တငယ်ချင်းကောင်းတယောက်ပါသူဟာလည်းတန်နေခင်ဗျသူကလည်းသူကနန်းဆိုရင်နွားတော်ရောင်းထိုးတဲ့နွားတော်ရောင်းထိုးရတဲ့တတ်တိရှိပါတယ်ကျွန်တော်တငယ်ချင်းတွေအားလုံးရဝေးမှရှိတဲ့ကျွန်တော်ညီကြီးကျွန်တော်တူမတွေရဝေးမှရှိတဲ့အဲဒီမှာရချမှာတော့အလုံးလုံးနေကြတဲ့ကျွန်တော်လူတွေတူမတွေညီကြီးလည်းရှိပါတယ်ကျွန်တော်ပူလေးကိုတွေ့ရင်ထိုးကြပါlike and share လေးလုပ်ပေးကြပါဘာဖြစ်လို့လဲဆိုတော့ share လိုက်တဲ့အတွက်ကျန်တဲ့လူတွေတွေ့သွားခဲ့ရင်စေတနာအလျောက်ပေါက်စေခြင်းနဲ့ဆန္ဒပါပေါက်မယ်လို့တော့အာမမခံပါဘူးချဲဆိုတာဆရာမရှိပါဘူးကံဒီကံမပေါက်ပါမယ်လို့တော့ကျွန်တော်မဆိုလိုပါဘူးကံကောင်းထောက်မှလို့ဒေလေးများဖြစ်ခဲ့ရင်အားလုံးတကယ်ရင်းတွေကိုပေါက်စေခြင်းနဲ့စေနာနဲ့ရှင်းပေးကြပါကျွန်တော်ဆိုရချိန်မှာလည်းအကောင်းဆုံးဖြစ်မဲ့ကဏ္ဍလေးကိုရွေးချယ်ပြီးယူဆပြီးတင်ပြပေးပါမယ်2026တတိယချိန်မှာကျွန်တော်ယူဆချက်ကလေးပထမယူဆချက်ကလေးကမှန်ပါတယ်နေဦးမင်္ဂလာကဏ္ဍ2014
နုမင်္ဂလာကဏ္ဍမှာ6ထိပ်3ထိပ်3ထိပ်933ဆိုတော့3နှစ်ဆက်တိုက်933 15လို့ဖြစ်တယ်933 15လို့ဖြစ်တယ်ခွန်ခါ933 15ခွန်ခါလို့ဖြစ်လို့15ဖြစ်လို့သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကဏ္ဍလေး9ထိပ်တဲ့ကဏ္ဍလေးက9ရဲ့နှစ်က3ချိန်မှတက်ရိုက်တယ်ဒုတိယကမှာ8 3ညခွန်15ခွန်ခါလို့ဖြစ်တယ်15လို့ဖြစ်လို့သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကဏ္ဍလေး9ရဲ့နှစ်က3ချိန်မှတက်ရိုက်မယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်တတိယကတော့ရအောင်တင်9ကို15လို့ဖြစ်တယ်ခွန်ခါထည့်တယ်15လို့ဖြစ်ခဲ့လို့သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကဏ္ဍလေး2025မှာ9ထိပ်တဲ့ကဏ္ဍလေးရလေအဲ့963ဆိုတဲ့ကဏ္ဍတစ်ကွက်မြတ်တာဖြစ်ပါတယ်963တစ်ကွက်မြတ်တာထွက်ခဲ့တယ်အဲ့9ထိပ်တဲ့ကဏ္ဍလေးက9ရဲ့နှစ်က3ချိန်မှာ963လို့ကျွန်တော်ပထမယူဆခဲ့ပါတယ်9ထိပ်နဲ့နောက်ပေါင်း9လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ပထမကောက်ကိုပြန်ကြည့်ပါ933 15လို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်က9ထိပ်ဗရိတ်4ကဏ္ဍ9ထိပ်က2ခုရှိပါတယ်ဒုတိယ996ကမဟုတ်ပါဘူးဗရိတ်4မရှိပါဘူးသူက9ထိပ်919ဆိုတဲ့ကဏ္ဍလေးက9ထိပ်သူ့ရဲ့ရှေ့နှစ်ကဗရိတ်4လို့ခံလို့9ရဲ့နှစ်က3ချိန်မှာတက်ရိုက်တယ်9ပါလို့9ရဲ့နှစ်က6နောက်ပေါင်း6နဲ့လို့ကျွန်တော်ပထမယူဆတယ်ဒုတိယကမှလည်း83ညခွန်15သူ့ရဲ့နောက်နှစ်က9ထိပ်ဗရိတ်4ဘေးက9ခွန်9လေးက9ခွန်လို့တက်ရိုက်တယ်9ပါလို့9ရဲ့နှစ်က6နောက်ပေါင်း6နဲ့တက်ရိုက်တယ်လို့ကျွန်တော်ပထမယူဆခဲ့တယ်တတိယကမှလည်းကြည့်လိုက်ပါတင်9ကို15ခွန်ခါလို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကဏ္ဍလေးဗရိတ်4ဘေးက9ထိပ်တဲ့ကဏ္ဍလေးက9ရဲ့နှစ်က3ချိန်မှာတက်ရိုက်ခဲ့ရင်6ပါခဲ့လို့6ရဲ့နှစ်က9နောက်ပေါင်း9နဲ့9ထိပ်နောက်ပေါင်း9နဲ့တက်ရိုက်မယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်ကျွန်တော်ယူဆပထမယူဆချက်ကမှန်ခဲ့ပါတယ်ဒုတိယနောက်ပိုင်းမှာကျွန်တော်တငယ်ချင်းကိုလိုလည်းဖြစ်တယ်ဆရာလိုလည်းဖြစ်တယ်ညီကိုလိုလည်းခင်ခဲ့တဲ့လူတွေက6နောက်ပိတ်ခဲ့ရင်6နောက်ပိတ်ကလေးကကောင်းတယ်ကွ6နောက်ပိတ်ခဲ့ရင်36အခွာလေးဆိုတော့မေဂနလေးကို356ပြောင်းထိုးလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်356ကိုအော်ဒီတင်လိုက်ပါတယ်ကျွန်တော်356ကို8000ဘူးလို့ထိုးလိုက်ပါတယ်ကျွန်တော်ကဏ္ဍလေးတွေရောရွေးချယ်ပြီးထိုးလိုက်တာပါ356ကအော်ဒီလေးပါတုတ်ဖြစ်သွားပါတယ်တဲ့ဘာပေါ့ဗျာပထမယူဆချက်တိုင်းထိုးလိုက်လို့ပထမယူဆချက်တိုင်းလိုက်ထိုးတဲ့နှစ်ယောက်စား3ယောက်စားစကပေါက်ခဲ့ပါတယ်ကလေးပေါက်ကလေးပါကလေးပေါက်ကလေး2000 3000ပဲပေါက်ခဲ့ဘာမှလုံးမရအော်ဒီပေါက်စီခြင်းပါတယ်ကျွန်တော်ဝါသနာရှင်မိတ်ဆွေတငယ်ချင်းတွေအားလုံးဟိုအော်ဒီဒီဘေးချင်းမြတ်တာဖြစ်ပါတယ်ကျွန်တော်ခုဘုံမှာအပိတ်ကလေးတစ်လုံးထည့်ပေးလိုက်ပါမယ်9ထိပ်တဲ့ခဏလေးက9ရဲ့နှစ်က3ချိန်မှာထွက်ခဲ့တဲ့ပြိုင်နဲ့9အပိတ်ကလေးနဲ့စရရချိန်မှာကြာပါလိမ့်မယ်ဒုတိယကမှလည်းကြည်ပါ9ထိပ်တဲ့ခဏလေး9ခွန်9လေးက9ခွန်လို့9ရဲ့နှစ်က3ချိန်မှာထွက်လို့3ရဲ့နှစ်က9လေးကအပိတ်လို့ပြန်ကြပါလိမ့်မယ်တတိယကမှ9ထိပ်တဲ့963ဆိုတဲ့ခဏလေးက9ရဲ့နှစ်က3ချိန်မှာထွက်လို့3ရဲ့နှစ်က9လေးအပိတ်ပါ9အပိတ်နဲ့အကွက်တရားပါ9အပိတ်တဲ့အကွက်တရားကလိုင်းနေရတယ်ကျွန်တော်အကောဆုံးရွေးထုတ်ပေးပါမယ်တကယ်ရမ်းမှာတော့9အပိတ်နဲ့9အပိတ်နဲ့2026စရရချိန်မှာ9အပိတ်နဲ့ကျွန်တော်အော်ဒီတင်ပေးပါမယ်အကွက်တရားလို့သာပြောတာပါ10ကွက်လိုင်းမြတ်တာဖြစ်ပါတယ်ဝါသနာရှင်မိတ်ဆွေတွေ10ကွက်လိုင်းထိုးခြင်းနဲ့မိတ်ဆွေတွေလည်း10ကွက်လိုင်းထိုးဖို့တကွက်ကောင်းထိုးခြင်းနဲ့တကယ်ချင်းတွေမိတ်ဆွေတွေလည်းတကွက်ကောင်းဖြစ်နိုင်အောင်ကျွန်တော်ကြိုးစားပြီးထုတ်လုပ်ပြီးတင်ပေးပါမယ်ကျွန်တော်ဒီပူလေးကို like share လေးလုပ်ပေးကြပါ YouTube မှာလည်းကျွန်တော်တင်ပေးထားပါတယ် YouTube မှာလည်းတင်ပေးမှာပါ YouTube မှာတင်တယ်လို့ဒီ Facebook မှာလည်းကျွန်တော်တင်ပေးပါမယ် Facebook ကတကယ်ချင်းတွေအားလုံးကလည်း share ပေးကြပါကျွန်တော်တကယ်ချင်းတွေအားလုံးကံကောင်းခြင်းနဲ့စေတနာလေးနဲ့ပါ2016ရဲ့စရချိန်မှာအကောင်းဆုံးလို့ယူဆမဲ့ခဏလေးကျွန်တော်တင်ပေးပါမယ်အားလုံးကံကောင်းနိုင်ကြပါစေအားလုံးကံကောင်းနိုင်ကြပါ